Hello အားလုံးပဲမင်္ဂလာပါဒါလေးကတော့ salad flavor လေးဖြစ်ပါတယ်salad လို့ခေါ်တဲ့ချိုရည်အစီလေးကိုအသုံးပြုမှာဖြစ်ပါတယ်ဒီ salad ချိုရည်အစီလေးရဲ့အနံ့ရတာကရေငန်းသီးနဲ့အနှဲငယ်ဆင်ပါတယ်ရေငန်းသီးဖြော်ရည်တောက်နေရသလိုအရသာနဲ့အနှဲငယ်ဆင်တူပြီးတော့မှုလေးဖြစ်ပါတယ်ဒီဖြော်ရည်အစီလေးကိုအသုံးပြုပြီးတော့ပြုလုပ်မှာဖြစ်ပါတယ်ဒီဖြော်ရည်လေးကအချင်တက်မပါတဲ့အတွက်တမယာရည်ကိုအသုံးပြုမှာပါကဲအခုဆိုလို့ရှိရင်တော့ဒီထဲကိုရေ150နဲ့စီ30 g ကိုထည့်ပါတယ်။အိုးထဲကိုရေ150နဲ့စီ30ထည့်ပြီးပြီဆိုရင်တော့ဆာလာအနံ့အစီရတာအစီပေါ့နော်။အဲ့ဒီအစီလေးကို160 g ထည့်ပါတယ်။ထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီတကြားလေးချိန်ထားတာလေးကိုထည့်ပါမယ်။တကြားကတော့100 g ပဲဖြစ်ပါတယ်။ထည့်ပြီးလို့ရှိရင်တကြားတွေအနှဲငယ်ကြေသွားအောင်လို့အခုလိုမျိုးလေးမှွေပေးလိုက်ပါတကြားတွေအလုံးကြေသွားပြီဆိုလို့ရှိရင်ပြောင်းကုန်မုံကိုဖြော်ပါမယ်ဖြော်တဲ့အခါမှာမှောက်မသွားအောင်လို့ခွက်ကြီးတစ်လုံးထဲကိုရေကိုထည့်ပြီးတော့ဖြော်ပေးရပါမယ်ရေ50 g နဲ့ပြောင်းကုန်မုံ25 g ဖြစ်ပါတယ်ရေ50 g နဲ့ပြောင်းကုန်မုံ25 g ကိုတေချာကျဉ်ညက်သွားအောင်လို့ဖြော်ပေးပါပြောင်းကုန်မုံကိုတေချာကျဉ်ညက်အောင်ဖြော်မှသာလျှင်ဒီ filling အစီလေးကချောချောမွေ့မွေ့လေးရမှာဖြစ်ပါတယ်တေချာကျဉ်ညက်အောင်မလုပ်ဘူးဆိုရင်အရည်ထဲမှာပြောင်းကုန်မုံအခဲတွေအများကြီးပါဝင်သွားနိုင်ပြီးတော့ဒီ filling ကမချောဘဲနဲ့ကျန်းနေတတ်ပါတယ်အဖုအထစ်တွေပါနေတတ်ပါတယ်အခုလိုမျိုးပြောင်းကုန်မုံရေထည့်ပြီးပြီဆိုရင်စပြီးမှွေပါမယ်တမယာရည်နဲ့ CMC လို့ခေါ်တဲ့အမှုန့်ကိုနောက်ဆုံးမှထည့်မှာပါ CMC အမှုန့်ပုံလေးကတော့အခုပြထားတဲ့ပုံလေးဖြစ်ပါတယ်အခုဆိုရင်တော့မီးဖွင့်ပြီးတော့ဇက်တိုက်မှွေပေးပါမယ်မမှွေခင်မှာတော့အရင်ဆုံးပြောင်းကုန်မုံတွေအနေမထိုင်နေအောင်ခဏလေးမှွေပေးလိုက်တယ်ပေါ့နော်မှွေပြီးပြီဆိုတော့မှမီးအလယ်လက်ထားပြီးတော့ဇက်တိုက်မှွေပေးရပါမယ်ပထမဗီဒီယိုတွေမှာပြောထားတဲ့အတိုင်းပဲမရက်မနာမှွေပေးပါမမှွေဘဲနဲ့ထားမယ်ဆိုလို့ရှိရင်အောက်ခြေမှာကပ်ပြီးတော့ဒီ filling ကိုပျက်စီးစေပါတယ်ခုဆိုရင်တော့ဇက်တိုက်လေးပြစ်လာတဲ့အထိမှွေပေးမှာဖြစ်ပါတယ်မီးအလယ်လက်ထားပြီးတော့စိတ်ရှိရှိမှွေပေးရမှာပါခုလိုမျိုးလေးမရက်မနာမှွေရင်းနဲ့တဖြည်းဖြည်းနဲ့အဲ့လိုကြည်လင်ပြီးတော့ပြစ်လာပြီဆိုရင်တမယာရည်ထည့်ပါမယ်တမယာရည်ကတော့ဒီထဲမှာ18 g အသုံးပြုထားပါတယ်filling က salad flavor ကချိုတဲ့အတွက်တမယာရည်18 g ကူထားတာပါအီပြေအောင်လို့ထည့်ထားတာပါနောက်ပြီးတော့ဒီ CMC လို့ခေါ်တဲ့အမှုန့်ကတော့ 1/8 ပေါ့နော်တမယာရည်တွေတေချာဝင်သွားပြီဆိုရင် CMC အမှုန့်ကိုအခုလိုမျိုးဖြူးပြီးတော့ထည့်ပေးပါတနေရာထဲမှာမထည့်ဘဲနည်းနည်းဖြန့်ထည့်ပေးရင်ပျော်ဝင်လွယ်ပါတယ် CMC ကပူနေတဲ့အထဲမှာပဲပျော်ဝင်တာဖြစ်တဲ့အတွက်အခုလိုမျိုးပူနေတဲ့ချိန်ထည့်ပေးရတာပါ CMC ထည့်ပြီးပြီဆိုရင်မီးကိုအသေးဆုံးလျှော့လိုက်ပါလျှော့ပြီးတော့နေစက္ကန့်30မှွေပေးရပါမယ်စက္ကန့်30မှွေပြီးရင်တော့ရပါပြီ CMC တွေတေချာပျော်ဝင်ပြီးတော့တေချာနှက်ဆက်ပြီးချောချောမွေ့မွေ့ဖြစ်သွားပြီဆိုရင်မီးပိတ်ပြီးတော့ထားလို့ရပါပြီအခုဆိုရင်တော့တေချာပျော်ဝင်အောင်လို့မှွေနေတာဖြစ်ပါတယ်ခုလိုမျိုးကြဲကြဲလေးပဲဖြစ်ပါတယ်เนาะတအားပြစ်တဲ့အထိမကြိုးရပါဘူးပူနေတဲ့ချိန်မှာကျဲနေပြီမဲ့အေးတဲ့အခါမှာပြစ်လာမှာပါအခုဆိုရင်တော့မီးပိတ်လိုက်ပါပြီမီးပိတ်ပြီးဆိုလို့ရှိရင်အခုလိုမျိုးအပူငွေ့တွေထွက်သွားတဲ့အထိဇွန်းနဲ့ခတ်ယူလိုက်မှွေလိုက်15မိနစ်တိတိပြုလုပ်ပေးရမှာဖြစ်ပါတယ်အခုလိုမျိုးပြုလုပ်ခြင်းအဖြစ်အထဲမှာရှိတဲ့ရေငွေ့တွေတေချာထွက်သွားပြီးတော့ filling ကိုအထားခံစေပါတယ်အထားခံဖို့အတွက်ကြာရှည်ခံပစ္စည်းတွေမသုံးထားတဲ့အတွက်အကြာကြီးတော့မခံပါဘူးเนาะဒါလေးက instant အမြန်သုံးဖို့အတွက်လုပ်တဲ့ filling ဖြစ်ပါတယ်အခုဆိုရင်တော့15မိနစ်ပြည့်တဲ့အထိအခုလိုမှွေလိုက်ခတ်ပြီးတော့အငွေ့တွေထွက်အောင်လုပ်ပေးရမှာပါ15မိနစ်ပြည့်အောင်မှွေပြီးပြီဆိုရင်တော့ rubbing plastic နဲ့အုပ်ပြီးတော့လုံးဝအေးပြီဆိုရင် rubbing plastic နဲ့အုပ်ပြီးအေးခံပေးပါဒါလေးကတော့လုံးဝအေးအောင်ထားပြီးတော့ rubbing plastic အုပ်ထားတာ2နာရီကြာသွားတဲ့အနေအထားလေးဖြစ်ပါတယ်လုံးဝအေးခံပြီးတော့ rubbing plastic နဲ့2နာရီလောက်အုပ်ပြီးပြီဆိုရင်တော့အခုလိုမျိုးတုံတုံလေးရမှာပါအရှိရဗီဒီယိုတွေမှာလုပ်တဲ့အတိုင်းပဲเนาะအားထည့်ပြီးတော့တေချာကျဉ်ညက်သွားအောင်လို့မှွေပေးလိုက်ပါမယ်ဇွန်းနဲ့မှွေတာအားမရတဲ့အတွက်ချင်းလုံးနဲ့မှွေလိုက်ပါမယ်ချင်းလုံးနဲ့အားဆိုင်ပြီးတော့အမြန်မှွေပြီးပြီဆိုရင်တော့ချောချောမွေ့မွေ့ရှိနေတဲ့ salad flavor filling လေးကိုရပါပြီ
feeling လေးရပြီဆိုလို့ရှိရင်တော့လေလုံးနဲ့ဘူးတော့မဟုတ်အိတ်တွေထည့်ပြီးတော့တင်လို့ရပါပြီအခန်းပူချိန်မှာ3-4ရက်အထားခံပြီးတော့ရေခဲသစ်တာထဲမှာဆိုရင်15ရက်နဲ့တစ်လကြာအထားခံပါတယ်ရေခဲသစ်တာထဲတိမ့်မဲ့ဆိုလို့ရှိရင်တော့3ခါနီးကြရင်ပြန်ထုတ်ပြီးတော့အခုလိုမျိုးပြန်မှွေပေးရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေချုံမွေးကြပါစေလို့ my taste မှာဆုမကောင်းတောင်းပေးလိုက်ပါတယ်